မင်္ဂလာပါလူပြောများနေတဲ့အချိုမုတ်အကြောင်းပေါ့နော်ချိုမုတ်အကြောင်းနဲ့ပြောမလို့ပါချိုမုတ်ကကျွန်တော်တို့ဒီဘက် medical ဘက်ကလူတွေကြတော့ချိုမုတ်ကိုစားဖို့မသိဘူးပေါ့နော်မသိဘူးဆိုပြီးပြောတယ်ဒီ fitness ဘက်ကကြတော့စားလို့လည်းရတယ်ပေါ့နော်စားလို့လည်းရတယ်ဆိုပြီးပြောနေကြတယ်နှစ်ပိုင်းကွဲနေရပါတော့ကျွန်တော်နည်းနည်းအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့နည်းနည်းလေ့လာလိုက်တဲ့အခါကျတော့ဘာသွားတွေ့လဲဆိုတော့ချိုမုတ်ကဒီ monosodium glutamate ပေါ့နော်အဲ glutamate acid ဆိုတဲ့ဟို amino acid တစ်မျိုးကနေဖွဲ့စည်းထားတာအဲ့ဒါကကျွန်တော်တို့ပုံမှန်အစားအသောက်တွေထဲမှာလည်း glutamate acid ကပါတယ်ဆိုတော့non essential amino acid နေမှာပေါ့နော်အဲ့ဒါ non essential ပေါ့ခန္ဓာကိုယ်ကမချစ်မနေလို့တဲ့ဟာအဲ့တော့မဟုတ်ဘူးအစားအသောက်တွေထဲမှာပါတယ်ခန္ဓာကိုယ်ကလည်းသူ့ဘက်တော့မချက်ဘူးပေါ့အဲ့ဒါစားလို့ရလားဆိုတော့အချမ်းမင်းပြောရင်တော့စားလို့ရတယ်လို့တော့ပြောလို့ရတယ်ဒါပေမဲ့ကို့မှာကျမကြီးနဲ့ပတ်သက်ပြီးပြဿနာတစ်ခုခုရှိနေတယ်ဥမာအုံနောက်တို့နဲ့ပတ်သက်တာသွေးနဲ့ပတ်သက်တာစာသတိယောဂတွေရှိနေရဆိုရင်တော့အဲ့ဒီစီးချိုလိုပေါင်းနဲ့ပတ်သက်တာဆိုလို့ရှိရင်တော့ဆရာဝန်ပြောစကားသားတွေအတိဆရာဝန်ပြောစကားသားလည်းအတိကပါဆရာဝန်ပြောတိုင်းလုပ်ပါတကယ်လို့အဲ့လိုမဟုတ်ဖ ೇನೆ ကိုကအခြား medical issue တစ်ခုခုမရှိဘူးဆိုလို့ရှိရင်စားမယ်ဆိုစားလို့ရတယ်ဆိုပြီးတော့ WHO ကထုတ်ပြန်ထားတဲ့ဒီ GRAS ပေါ့နော် Generally Recognized Acid အဲ့ဒီ Generally Recognized Acid ဆိုပြီးတော့ပြောတယ် WHO ကပုံမှန်အဖြစ်စားလို့ရတဲ့အစားအသောက်ပေါ့ဒါပေမဲ့စားမယ်ဆိုလို့ရှိရင်တော့အန်တရယ်ကပုံမှန်နည်းနည်းပဲစားမယ်ဆိုလို့ရှိရင်ပြဿနာမရှိပါဘူးများစားမယ်ဆိုလို့ရှိရင်တော့ပြဿနာရှိတယ်ဘာဖြစ်လို့လဲဆိုတော့အချုံမုတ်ပူစားပြီးဆိုလို့ရှိရင်စားဖို့လည်းပူစားရမယ်အချုံမုတ်များထည့်တဲ့ဟင်းဒီစားများထည့်ရတယ်အချုံမုတ်လုံးဝမပါဘူးမထည့်ဘူးဆိုလို့ရှိရင်အဲ့ဟင်းကစားထည့်လို့သိမရအောင်အဲ့တော့ဒါမနော်အဲ့ချုံမုတ်များစားမယ်ဆိုစားများထည့်ရမယ်စားရင်2စ3စတက်သွားမယ်ဒီဘက်ကစားလေးရဲ့အတွက်ကြောင့်အရသာပူတိုးအောင်အချုံမုတ်ကိုလည်းပူထည့်စားရင်နဲ့လူဒီခန္ဓာကိုယ်ရဲ့ adaptive system တွေပြင်တာတိုးစားလာလို့ရှိရင်ဘယ်တော့ဖြစ်ဖြစ်ပိုပြီးတော့ပဲတူစားရင် short စားဝိုင်းဆိုတာမရှိအောင်သူကလုပ်တယ်ကော်ဖီဆိုလည်းခါတောက်စားရရှိရလေကနောက်ပိုခါအောင်တောက်တယ်အရက်ဆိုလည်းအရက်ကိုတောက်စားရှိရဆိုတာနောက်ပိုတိုးဝအောင်လုပ်တယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ခန္ဓာရည်ရှိအောင်ခန္ဓာကိုယ်ကလုပ်တဲ့စနစ်တစ်ခုရှိတယ်အဲ့ဒါကို adaptive system လို့ခေါ်တယ်အဲ့ဒီ adaptive system အလုံးလုံးနေလို့အဲ့ဒါမှဒီချုံမုတ်ကစားလို့ရလားဆိုရင်တော့အကြမ်းမြင်ပြောရင်တော့စားလို့ရပါတယ်ဒါပေမဲ့ medical issue တစ်ခုရှိနေတယ်ကိုကကျန်းမာရေးဆိုင်ရာပြဿနာတစ်ခုခုရှိနေရင်တော့ဆရာဝန်ပြောရဲ့စကားသားလေးအမှန်ပါဆရာဝန်ကဖြတ်ခိုင်းရင်ဖြတ်ပါဆရာဝန်ကစားဖို့မသင့်ဘူးဆိုလို့ရှိရင်အဲ့အစားတော့ဒီစားလို့မရပါဘူးစောကြည်သိမ်းပါ